အားလုံးသိတဲ့အတိုင်းပဲအခုဆိုရင်ဒီအဲ့ဒါဟိုတကယ်ကအဲ့မီးမြင်းနှစ်ကရောက်မှာဖေဖော်ဝါရီလ18ရက်နေ့မှာရောက်2026ဖေဖော်ဝါရီလ18ရက်နေ့မှာမီးမြင်းနှစ်စာရောက်မယ်အဲ့ဒါ2029ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ဒီနေ့ဖေဖော်ဝါရီလ18ရက်ကနေနောက်နေ့ဖေဖော်ဝါရီလ9ရက်နေ့အထိဒါမီးမြင်းနှစ်ကာလကမ္ဘာမှာပြဿနာကြီးစတယ်နော်ဟိုအီရန်ပြဿနာကြီးနော်အီရန်ပြဿနာနော်အီရန်မှာပြည်သူပြည်သားတွေကဆန္ဒပြနေကြတယ်အစိုးရနှိမ်နှင်းနေပြေကြကြည်ကြတယ်အဲ့ဒါကိုအမေရိကန်ကဝင်ပြီးတော့ဒီအစိုးရပြည်သူပြည်သားနှိမ့်ဆက်တယ်ဆိုတော့သူကဝင်တော့မယ်ကျဲကျဲဟိုအမေရိကန်ရည်တဲ့တင်မော်ကြီးဆိုရင်ဟုတ်လားလီမန်တင်တင်မော်ကြီးဆိုပြီးဒီပြည်လေခွေတွေရောက်လာပြီနော်အဲ့ဒါမျိုးတွေနော်ဟိုတလောလုံးကလည်းဟုတ်လားဒီအခုထိုင်းနိုင်ငံထားထိုင်းနိုင်ငံမှာထူးခြားတာကအခုတစ်ပတ်နှစ်ပတ်လောက်အတွင်းမှာပဲဒီဝင်းကြီးဆက်ကြီးပြုတ်ကြဤတာပေါ်ပြုတ်ကြမနေ့ကလည်းထပ်ပြုတ်ကြလူတွေတေးကြကြည်ကြအဲ့တော့ကျန်တဲ့ဟိုဟာနေမီနော်နိုင်ငံအပြည်ပြည်မှာလည်းရုပ်တွေဖြစ်အဲ့တချို့ကဆိုရင်တဲ့ရကဘာစစ်အလားလာတောင်မြင်နေရပြီပြောကြနော်ရုရှားနဲ့တရုတ်နဲ့ကတမျိုးအမေရိကန်နဲ့အနောက်အုပ်စုကတမျိုးနော်အဲ့တော့ဂျာနီနိုင်ငံတွေကတမျိုးပေါ့လေအဲ့ဒီလိုတွေဘယင်းနဲ့2026ဖေဖော်ဝါရီလတုန်းကလောက်နေစရင်အခုဟုတ်လား2025တဲ့စရင်2026ကတူပူလောင်ဖြစ်လာတာအမြင်ပဲဒါပေမဲ့အကောင်းပြန်ပြောရရင်ပူလောင်နေဖြစ်မယ်ဂျားတွေကပြန်ပြီးတော့စိတ်ဆက်ညင်နိုင်ရင်ဖြစ်နေတော့အဆင်ပြေသွားမယ်အကုန်လုံးအဆင်မပြေဘူးဟာယောဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့ Aman ကိုသာဆောင်ထားစို့ကျွန်တော်စာရေးဆရာဟိန်းလက်ပါစိတ်ရကျွန်တော်စာအုပ်တွေရေးတာတော့အခုဆိုရင်ဘယ်နှအုပ်ရှိပါလဲ220နဲ့ခုအုပ်ရှိပါပြီအဲ့220ခုအုပ်မှာဟိုဘာသာပေါင်းစုံပေါ့နော်ဘာသာရပ်ပေါင်းစုံနိုင်ငံရေးရေးတယ်စီးပွားရေးရေးတယ်ကျောင်းသုံးစာအုပ်တွေရေးတယ် essay ရေးတယ်ကြပြရေးတယ်အဲ့ဒီကြားထဲမှာဂမ်ဘီယာပညာဝါဒပါဂမ်ဘီယာစာအုပ်တွေရေးတယ်မဖုံးရှိစာအုပ်တွေဆိုလည်းရေးတယ်ဒါလိုစာအုပ်တွေရေးတယ်နော်အဲ့လိုပဲဟိုနှစ်လိုက်ဗီဒီယိုပေါ့ကောတနေ့ဒါဟောစဒန်နေနော်ဟိုဒါမျိုးစာအုပ်တွေဒါအတိတ်ခြေကံပေါ့နော်နောက်ဒါမျိုးစာအုပ်တွေဒီနေ့တော့ပေါ့နော်ဟိုဒီအကောင်တကောင်တအုပ်စီနဲ့ဆက်လို့ဆက်လို့အဲ့လိုမျိုးတွေကလည်း50နှစ်ထုတ်ခဲ့ပူပါတယ်အဲ့တော့ဒီနေ့လည်းပြောရမယ်ဆိုရင်တော့ဒီနေ့ကမြင်းနှစ်အကြောင်းနော်အဲ့ဒါပြောစရာရှိပါတယ်ဟိုဒီနေ့ကတော့မြင်းနှစ်ပေါ့လေနော်မြင်းနှစ်လို့ခေါ်တယ်မြင်းနှစ်မှာကွာဟိုသူခွဲထားနေတယ်နော်တတုမြင်းတတုမြင်းနှစ်တတ်နော်ရေမြင်းနှစ်တတ်တေသာမြင်းနှစ်တတ်မြေကြီးမြင်းနှစ်တတ်ဒီနေ့ကတော့မီးမြင်းနှစ်နော်မီးမြင်းနှစ်ဆိုတာမျိုးဖြစ်တယ်အဲ့တော့ तू ကအကောင်12ကောင်ခွဲထားတာပေါ့လေအဲ့တော့ကောင်12ကောင်ကဟုတ်လားဟိုဘူးမြင်းနောက်နွားကြာခွေးယုံကြွက်နော်ဟိုစိတ်နော်ဟိုစသဖြင့်နော်အဲ့ဒီအကောင်12ကောင်ခွဲထားတာပေါ့နော်အဲ့တော့မြင်းတို့ဟိုစိတ်တို့မြောက်တို့ဝက်တို့ခွေးတို့ကြွက်တို့နော်နွားတို့ယုံတို့နော်အဲ့လို12ကောင်ခွဲထားတယ်တစ်နှစ်ကိုအကောင်တစ်ကောင်ပေါ့အကောင်တစ်ကောင်စီလာကြတယ်အဲ့တော့အကောင်တစ်ကောင်မှာကွာ5မျိုးထပ်ခွဲကြမယ်ဟိုတတူမြင်းမီးမြင်းရေမြင်းတသားမြင်းရေကြီးမြင်းစသဖြင့်နော်အဲ့လိုထပ်ခွဲတယ်အဲ့တော့ဒီနှစ်ကတော့မီးမြင်းနှစ်နော်မီးမြင်းနှစ်အဲ့မီးမြင်းနှစ်ကဘာထူးကြလဲဆိုတော့ဟိုမြင်းကအမြန်တယ်နော်မြင်းကမြန်တယ်မီးကတော့ပူတာပေါ့နော်အဲ့တော့သူကပူလဲပူမြန်လဲမြန်ဆိုတော့
နှစ်ပိုင်းရှိအကောင်းရောဆိုတော့အကောင်းကတော့ဒါဟိုမိဆိုတာလည်းမရှိမဖြစ်ပေါ့လေလူမှာတုံးတက်ရင်ဒါမိဟာချက်ပြုတ်စားတော့ရတယ်နော်ဟိုဆောင်းလာဒီမှာအနှွေးရတယ်ဒါရမိပေါ့နော်မိရဲ့ကောင်းကျိုးမကောင်းတာတော့လောင်ကျွမ်းရင်မကောင်းဘူးပေါ့နော်အဲ့လိုပဲအဲ့တော့ဒီမှာလည်းမိမြင်းနဲ့မှာလည်းမိအကောင်းရောအဆိုအောင်တွန်တွဲနေပါတယ်မိကတော့မြန်တာမိကမြန်တယ်ဒေါသကြီးတယ်လှိမြန်တယ်လှုပ်ရှားမှုတွေတွက်လက်တယ်အပြောင်းလဲမြန်တယ်အဲ့တော့ပြန်ချုပ်ရင်မင်းရိုးရိုးမဟုတ်ပဲမင်းမင်းဖြစ်တဲ့အတွက် तू ကအကောင်းဘက်ကကြည့်ရင်တော့ तू ကနှွေးထွေးမှုတွေလှိမြန်မှုတွေဖြစ်တယ်ဆိုတော့အကောင်းပေါ့နော်အကောင်းပေါ့မကောင်းဘက်ကကြည့်ရဆိုတော့လေ तू ကပူလောင်တာပေါ့ပူလောင်တာတွေမြန်တယ်အဲ့တော့မြန်မာကဒါထားပါကဘာရေခင်းကဘာအလုံးတည်တဲ့အတိုင်းမှာအခုဆိုရင်ဒီဟာလားဟိုတကယ်ကအဲ့မီးမြင်းနှစ်ကရောက်မှာဖေဖော်ဝါရီလ18ရက်နေ့မှာရောက်2026ဖေဖော်ဝါရီလ18ရက်နေ့မှာမီးမြင်းနှစ်စာရောက်မယ်အဲ့ဒါ2029ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ထိဒီနေ့ဖေဖော်ဝါရီလ18ရက်ကနေနောက်နေ့ဖေဖော်ဝါရီလ9ရက်နေ့ထိဒါမီးမြင်းနှစ်ကာလဥမီးမြင်းနှစ်ရောက်ဖို့အတွက်ဟလာဟိုခုနဒီနေ့66ခွန်ဆိုတော့ဟောနှစ်ပတ်သုံးပတ်လောက်လိုသေးရပေါ့နော်နှစ်ပတ်သုံးပတ်လောက်လိုမှာကွာမိမိရဲ့ဒီအရှိန်ကြီးဟိုစတယ်ကမ္ဘာမှာပြဿနာကြီးစတယ်နော်ဟိုအီရန်ပြဿနာကြီးနော်အီရန်မှာပြည်သူပြည်သားတွေကဆန္ဒပြနေကြတယ်အစိုးရနှိမ်နေတယ်တေကြကြည်ကြတယ်အဲ့ဒါကိုအမေရိကန်ကဝင်ပြီးတော့ဒီအစိုးရပြည်သူပြည်သားနှိမ့်ဆက်တယ်ဆိုတော့သူကဝင်တော့မယ်ဆဲဟိုအမေရိကန်ရည်တဲ့တင်မော်ကြီးဆိုရင်ဟလာလီမြန်တင်မော်ကြီးဆိုပြီးဒီပြည်လေခွေတွေရောက်လာပြီနော်အဲ့ဒါမျိုးတွေနောက်ဟိုတလောလုံးကလည်းဟလာဒီအခုထိုင်းနိုင်ငံထိုင်းနိုင်ငံမှာထူးခြားတာကအခုတစ်ပတ်နှစ်ပတ်လောက်အတွင်းမှာပဲဒီဝင်းကြီးဆက်ကြီးပြုတ်ကြဤတာဘောပြုတ်ကြမနေ့ကလည်းထပ်ပြုတ်ကြလူတွေတေကြကြည်ကြအဲ့တော့ကျန်တဲ့ဟိုဟာနေမီနောက်နိုင်ငံအပြည်ပြည်မှာလည်းရုပ်တွေဖြစ်အဲ့တချို့ကဆိုရင်တဲ့ရကဘာစစ်အလားလာတောင်မြင်နေရပြီပြောကြနော်ရုရှားနဲ့တရုတ်နဲ့ကတမျိုးအမေရိကန်နဲ့အနောက်အုပ်စုကတမျိုးနော်အဲ့တော့ဂျာနီနိုင်ငံတွေကတမျိုးပေါ့လေအဲ့ဒီလိုတွေဘယင်းနဲ့2026ဖေဖော်ဝါရီလတုန်းကလောက်နေစရင်အခုဟာလား2025တဲ့စရင်2026ကတူပူလောင်ဖြစ်လာတာအမြင်ပဲဒါပေမဲ့အကောင်းပြန်ပြောရရင်ပူလောင်နေဖြစ်မယ်ဂျားတွေကပြန်ပြီးတော့စိတ်ဆက်ညင်နိုင်ရင်ဖြစ်နေတော့အဆင်ပြေသွားမယ်အကုန်လုံးအဆင်မပြေဘူးပဲဘာကြီးကဟိုလူသားတွေကဒေါသမောကအတ္တကြီးနေလူတွေကလည်းအတ္တကြီးတယ်နိုင်ငံကောင်းဆောင်တွေလည်းအတ္တကြီးကြတော့ဘယ်လိုနည်းနဲ့မှတော့ငြိမ်းချမ်းတဲ့ကဘာကြီးဖြစ်ဖို့မလွယ်ဘူးဒါပေမဲ့အခုဖေဖော်ဝါရီလနောက်ဖေဖော်ဝါရီလမှာပြဿနာအများကြီးတက်ပြီးတော့နောက်ဆုံးအဆင့်ပေါ့လေတကောင်ကြော်သွားပြီးတော့မိုးလင်းလာတော့ပေါ့နော်အဲ့ဒီပုံစံမျိုးလေးတွေကတော့မြင်လာတယ်အဲ့ကောင်ကျတော့လေဒီနေ့အကြံသွားတဲ့ဘောရှိတယ်နော်အဲ့တော့ပူလိုက်အေးလိုက်သဘောရှိတယ်ဘုမြင်းနဲ့ကာလာလူငယ်တော့3-4နှစ်ကတော့လည်းကြားတယ်ပြောမှုတယ်ခုနအဲ့ဒီကကိုဗစ်ပေါ့နော်ကိုဗစ်ကာလာကိုဗစ်ကဒုက္ခရောက်မယ်ဆေးမရှိဘူးတားဆေးပဲရှိရဲကာကွယ်ဆေးပဲရှိရဲဟိုလူနှစ်ကြတော့ HIV AIDS ခဲ့ပြေးကြတယ်ကြေးကြတယ်အခုဆို HIV ဆို AIDS ဘူးမှမကြောက်တော့ဘူးနော်ဆေးကနိုင်သွားပြီအဲ့လိုပဲဆေးနိုင်နေမယ်ဘာနဲ့အလားတန်တူလဲဆိုနိုင်ငံကြီးကပြောဟိုလူငယ်တော့3-4လပေါ့လေ3-5လရုရှားသမ္မတပူတင်နဲ့တရုတ်သမ္မတရှီကျင်းဖိန်တို့တွေ့တယ်ပြီးတော့ဆက်ဆက်ချင်းပြောရစကားခရိုင်ကျော်အသက်ရှိအောင်နေကြမယ်လားလက်ရှိအောင်ဆိုဘာလို့ဆေးကောင်းဝါကောင်းနေကျွန်တော်တွေ့တာပြီအဲ့လိုပြောတုံးတောင်စီးချိုယောဂနှလုံးယောဂတို့အဲ့လိုကြတာဆိုတို့နိုင်လာပြီနော်အဲ့ဒါမျိုးအဲ့ဒါအခုဒီ26
မြင်းနှစ်မှာပူစေးကောင်းတွေထွက်လာမယ်နော်ဘာပြီးရောက်ဖို့တော့သူ့တောင်းအောင်မှာဗောလေဒီနိုင်ငံတွေမှာတော့ယောဂတွေအတွက်ယောဂပြင်းထန်တဲ့ယောဂတွေဆေးသစ်ဝါသစ်တွေထွက်မယ်သူတွေရာလုပ်ငန်းတွေအောင်မြင်မယ်ဒီလိုပဲစိတ်ရေးမိရတော့တုံငွေငွေတောက်မယ်တိတ်မငင်းကြသေးဘူးတိတ်မငင်းကြအောင်ဒါပေမဲ့ကဘာစစ်ဖြစ်မဲ့လားမရှိဘူးဒါတော့ကျွန်တော်တွေ့ထက်ကဘာစစ်မယူကဘာစစ်ဖြစ်လောက်နီးနီးဒီမှာပဲတော့ရှော့သွားကြမယ်သူရှော့ကိုရှော့မနောက်တစ်ခါထတကြော့ပြန်ပြီးတော့ပြဿနာထပ်ဖြစ်ကြမယ်နော်အဲ့လိုရှိပါတယ်